ဒီကနေ့ကျွန်တော်တို့ခက်သက်တောင်ပိုးပြီးတိုးတက်တဲ့အနည်းပညာတွေခန်းထားတဲ့အဆောက်အုံတွေနဲ့ပြည့်နှက်နေတဲ့အေယာမှကျောနိုင်ငံကြီးတစ်ခုတနေ့တည်းတညတည်းအတွင်းမှာပဲပင်လယ်ရေအောက်ကိုအပီးတိုင်းနစ်မြုပ်ပြောက်ကွယ်သွားတယ်ဆိုရင်ရောလွန်ခဲ့တဲ့နှစ်ပေါင်း2400ကျော်ကတည်းကဂရိတသနပညာရှင်ပလေတိုမှတ်တမ်းတင်ခဲ့တဲ့ဒီမြို့တော်ကြီးဟာတတ်စိတ်ကူးရဲ့ပုံပြင်တစ်ခုလားဒါမှမဟုတ်ကျွန်တော်တို့မသိသေးတဲ့ကမ္ဘာသမိုင်းရဲ့အစအနတစ်ခုလားတမိုင်းတစ်လျှောက်အကြီးမားဆုံးဗဟေရီဖြစ်တဲ့အတ္တလန္တိတ်မြို့တော်ရဲ့လှုပ်ဝက်ချက်တွေကိုဒီနေ့ဖော်ထုတ်ကြည့်ကြရအောင် History Hub မြန်မာကနေပြန်လည်ကြိုဆိုပါရစေ။ကမ္ဘာတစ်ဝန်းကဖြည့်ရှင်းမရသေးတဲ့တမိုင်းဝေဗဟေရီတွေကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ channel ကနေဒီနေ့တော့ရေအောက်ပျောက်ဆုံးမြို့တော်အတ္တလန္တိတ်အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ BC 360လောက်မှာဂရိပညာရှင်ပလေတိုရေးသားခဲ့တဲ့စာတမ်းတွေထဲမှာအတ္တလန္တိတ်အကြောင်းကိုပထမဆုံးစတင်သိရှိခဲ့ရပါတယ်။မှတ်တမ်းတွေအရဒီမြို့တော်ကြီးဟာအမြင့်တဲ့ပင်လယ်ရဲ့အပြင်ဘက်မှာတည်ရှိပြီးရေကြောင်းနဲ့ကုန်းမြေကိုအဝိုင်းပုံစံအထက်ထက်တိဆောက်ထားတဲ့အင်မတန်အချိုးစားကျလာတဲ့မြို့တော်ကြီးဖြစ်ပါတယ်။သူတို့စီမှာရွှေငွေကြေးတွေပေါ်များလွန်းလာပြီးပိုဆိုင်တဲ့နတ်ဘုရားကိုပူးဖွယ်ကြပါတယ်။အတ္တလန္တိတ်သားတွေဟာစစ်ရေးနည်းပညာနဲ့ဝိသုကာပညာရပ်တွေမှာကမ္ဘာပေါ်ကဘယ်လူမျိုးတက်မစွန်တာလွန်တိုးတက်ခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့အချိန်ကြီးကြာလာတာနဲ့အမျှအင်မတန်စမ်းသာကြွယ်ဝတဲ့အတ္တလန္တိတ်သားတွေဟာလောဘတွေဖုံးလွှမ်းလာပြီးအကျဉ်းစာရိတ္တတွေတက်ပြားလာပါတော့တယ်။တခြားနိုင်ငံတွေကိုကျွတ်ကျော်သိမ်းပိုက်ဖို့ကြိုးစားလာကြပါတယ်။ဒီအခါမှာလက်ဖျားတွေကသူတို့ကိုအပြစ်ပေးတဲ့အနေနဲ့အဆိုးရွားဆုံးသဘာဝဘေးအန္တရာယ်တွေကိုဖန်တီးခဲ့ပါတယ်။ရက်ဆက်ကြမ်းကြုတ်လာတဲ့ငလင်ကြီးတွေအီယာမဆူနာမီလှိုင်းတဘိုးကြီးတွေဟာအတ္တလန္တိတ်တွင်းကြီးတစ်ခုလုံးကိုဝင်ရောက်မှွေနှောက်သွားခဲ့ပါတယ်။မှတ်တမ်းတွေအရဗီတိုဝက်ငတ်တိုဝက်တိကျပြောရရင်24နာရီအတွင်းမှာပဲကမ္ဘာအကြီးမားဆုံးအင်ပါယာပြဒီအောက်ကျမ်းပြင်စီကိုထာဝရနင်းလို့သွားခဲ့ရပါတော့ဒီနေ့ခေတ်သိပ္ပံပညာရှင်တွေနဲ့စူးစမ်းရှာဖွေသူတွေဟာဒီမြို့တော်ကြီးကိုနေရာအနှံ့မှာလိုက်ရှာနေကြသေးပါဒီရဲပင်လယ်အောက်ခြေတော်ရီဘီယန်ပင်လယ်ပြင်နဲ့အနာတိကတိုက်တွေမှာရှာဖွေခဲ့ကြပါတယ်ဒါပေမဲ့မကြာသေးခင်နှစ်ပိုင်းတွေအတွင်းမှာအင်တာနက်ပေါ်မှာဟိုးလေးတကြောဖြစ်သွားခဲ့တဲ့နေရာတစ်ခုရှိပါတယ်အဲ့ဒါကတော့အာဖရိကတိုက်ဆာဟာရတဲကန်နာယာထဲမှာရှိတဲ့ Ice of the Sahara လို့ခေါ်တဲ့အေယာမမြေပြင်အဝိုင်းကြီးပါပဲအာကာသကနေတော့မြင်ရတဲ့ဒီအဝိုင်းကြီးရဲ့အချင်းဝတ်နဲ့ပုံတံဟာပလေတိုရေးသားခဲ့တဲ့အတ္တလန္တိတ်မြို့တော်ရဲ့အတိုင်းအတာတွေနဲ့တစ်ထပ်သေးနီးပါးတူညီနေတာကိုအံ့ဩဖွယ်တွေ့ရှိခဲ့ရပါတယ်ဒါဆိုရင်အတ္တလန္တိတ်ဟာရေအောက်မှာမဟုတ်ပဲတဲကန်နာယာအောက်မှာများနစ်မြုပ်နေရလားအတ္တလန္တိတ်ဆိုတာပလေတိုရဲ့စိတ်ကူးရင်ပုံမြင်တစ်ခုပဲဖြစ်ဖြစ်တကယ်ပဲတည်ရှိခဲ့မှုတဲ့သမိုင်းတစ်ခုပဲဖြစ်ဖြစ်လူသားတွေရဲ့လောဘနဲ့မာနတွေဟာဘလောက်ပဲတိုးတက်တဲ့ယဉ်ကျေးမှုဖြစ်ပါစေတခဏချင်းအတွင်းမှာပျက်စီးပြစ်နိုင်တယ်ဆိုတာကိုတော့တတိပေးနေတယ်လို့ပါပဲကြည့်ရှုသူတို့ကရောအတ္တလန္တိတ်မြို့တော်ကြီးတကယ်ရှိခဲ့တယ်လို့ယုံကြည်ပါသလားသင်ရဲ့ထင်မြင်ချက်ကို comment မှာရေးပေးခဲ့ပါအောင်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုအမြဲကြည့်ရှုနိုင်ဖို့History Hub မြန်မာကို subscribe လုပ်သွားဖို့မမေ့ပါနဲ့နော်နောက်ထပ်ဗဟေရီဗီဒီယိုတွေနဲ့ပြန်လာခဲ့ပါမယ်